မင်းပဲကိုအချစ်မန္တလေး26လမ်းမှာဦးမြင့်မောင်လက်ဖက်ရည်ဆိုင်ဆိုပြီးနာမည်ကြီးတဲ့ဆိုင်ရှင်ရဲ့သားသူရိန်အသက်26 MBA ဖွဲ့ရအဖေဆိုင်ကိုမော်ဒန်ကာဖီပြောင်းဖို့အိမ်မက်ရှိတယ်မာနာကြီးတယ်စွတ်မှန်တယ်ထင်တယ်ရန်ကုန်ပန်းပဲတန်းမှာဒေါ်ဆန်းဆန်းအေးမုံဟင်းကားဆိုင်ဆိုပြီးနာမည်ကြီးတဲ့ဆိုင်ရှင်ရဲ့သမီးတီရီဆန်အသက်24ဖို့ဆိုင်ယန့်စ်ဖွဲ့ရအမေဆိုင်ကိုဖရန်ချိုက်လုပ်ဖို့အိမ်မက်ရှိတယ်သူကလည်းမာနာမသေးဘူးခေါင်းပါတယ်2022ရန်ကုန်မှာလုပ်တဲ့မြမအစားအစာ17 app plan competition မှာ2ယောက်သားဆုံးတယ်သူရိန် project မန္တလေး modern tea house 69မြို့ကိုဆိုင်ခွဲဖွင့်မယ်တီရီဆန် project ရန်ကုန်မုံဟင်းကား express application နဲ့အိမ်တိုင်ရာရောက်ပို့မယ် final ရောင်းမှာ2ယောက်ပဲကျန်တယ်ရလက်ထုတ်တော့ join winner ဖြစ်သွားတယ်စုက300ဒါပေမဲ့ကုမ္ပဏီတစ်ခုအတူထောင်ရမယ်စင်ပေါ်မှာလက်ဆွဲနှုတ်ဆက်ရင်သူရိန်ကခတ်တိုးတိုးပြောတယ်မန္တလေးသူကြီးလာရန်ကုန်မှာနေတတ်ပါမလားတီရီဆန်ပြန်ပြုံးတယ်ရန်ကုန်သားကြီးလာမုံဟင်းကားနဲ့လက်ဖက်ရည်နဲ့ဘဲဟာပိုကောင်းလဲမခွဲတတ်သေးဘူးလားပထမဆုံးတွေ့တဲ့နေ့မှတင်မာနာချင်းခတ်ကြပြီ YM Post ဆိုပြီးကုမ္ပဏီထောင်တဲ့ရန်ကုန်မန္တလေးအတူကောက်ပေါ့ရုံးကရန်ကုန်လှဲတန်းမှာထားတယ်သူရိန် CNO ဈေးကွက်ရှာဖွေရေးတာဝန်ယူတယ်တီရီဆန် CUO လုပ်ငန်းလည်ပတ်မှုတာဝန်ယူတယ်ပြဿနာကနေတိုင်းတက်တယ်ရန်ပွဲတလိုကိုကိစ္စသူရိန်လိုဂိုကလက်ဖက်ရည်ခွက်ပုံပဲထားရမယ်မန္တလေးရဲ့ identity လေးတီရီဆန်မိုဟင်းခါပကံပုံထားရမယ်ရန်ကုန်လူတိုင်းစားတာနောက်ဆုံး2ခုလုံးထည့်လိုက်တော့လိုဂိုကကြက်ချီခက်လို့ဖြစ်သွားတယ်ကာစတမာတွေဘာဆိုင်လဲမသိဘူးဖြစ်ကုန်တယ်ရန်ပွဲနှစ်မီနူးကိစ္စသူရိန်မနက်စာဆက်မှာလက်ဖက်ရည် default ထားမယ်တီရီဆန်မိုဟင်းခါမှာကော်ဖီတောက်ချင်တဲ့သူရှိတယ်နောက်ဆုံးကာစတမာကိုဘာတောက်မလဲမမေးပဲ2မျိုးလုံးချပေးလိုက်တာ cost တက်ပြီးရှုံးတယ်ရန်ပွဲ3အသေးဖွဲအမှားစတ်တက်မီတင်မှာတီရီဆန်က report တင်နေတော့သူရိန်ဖုန်းဝင်လာတယ်သူအရေးကြီးလို့ထပြောတယ်တီရီဆန်စိတ်ဆိုးတယ်နာကို respect မရှိဘူးလားသူရိန်နေမဲ့အစည်းအဝေးချိန်မှာရီပို့ပြင်နေတာတကယ်တော့2ယောက်လုံးမားတယ်ဒါပေမဲ့ဘယ်သူမှ sorry မပြောဘူးဝန်ထမ်းတွေကြားထဲမှာ boss 2ယောက်ချစ်သူတွေလားရန်သူတွေလားမသိဘူးလို့ပြောကုန်ကြပြီတကယ်တော့သူတို့ချစ်နေကြတာညဘက်သူရိန်ကမန္တလေးအိမ်လွမ်းလို့စိတ်ညစ်နေရင်တီရီဆန်တိတ်တိတ်လေးမုံဟင်းကားပြုတ်ကျွေးတယ်တီရီဆန်ရန်ကုန်မှာနေမကောင်းဖြစ်ရင်သူရိန်မန္တလေးကအမေစီပေါ်လိပ်ရှာဝယ်ပေးတယ်ဒါပေမဲ့မျက်နှာချင်းဆိုင်ကြရင်မင်းလိုချင်တာငါသိတယ်ဆိုတဲ့မာနတွေနဲ့ပါ2023 investor တယောက်ဝင်လာတယ်3,200ရင်းနှီးမြှုပ်နှံမယ်ဒါပေမဲ့ condition တစ်ခုရှိတယ် CEO တယောက်ပဲထားမယ်ဖုန်းမီတင်မှာဘိုးခွဲတယ်သူရိန်သုံးမဲသူကပြစ်ချင်းတော်တယ် investor ကြိုက်တယ်တီရီဆန်သုံးမဲသူက operation ပိုင်းကျွမ်းတယ်စတက်တွေထောက်ခံတယ်တိုင်ဖြစ်နေတယ်ဆုံးဖြတ်ချက်ချရမယ့်ဥက္ကဋ္ဌက2ယောက်ထဲက1ယောက်လျှော့ပေးတဲ့သူရိန်ငါက MBA ဘွဲရထားတာငါ CEO ဖြစ်တင်တယ်တီရီဆန်ငါကလေးကဒီကုမ္ပဏီရဲ့80 operation ကင်ထားတာနင်က PPT ပဲပြတတ်တာစကားများကြရင်သူရိန်လျှောက်ပြောလိုက်မိတယ်မန္တလေးသူတွေကစွန့်မှန်နဲ့ထင်နေတာရန်ကုန်မှာလာလို့တော့ပြောင်းလဲတင်ပြီတီရီဆန်မျက်ရည်ဝဲတယ်ဒါပေမဲ့ငိုမပြဘူးမတ်တက်ရက်ပြီးရန်ကုန်သားတွေကကိုအထင်ကြီးတယ်ဆိုတာငါသိပြီးဒီကုမ္ပဏီငါထွက်တယ်ရှယ်ယာတွေအကုန်နင့်ကိုလွှဲပေးလိုက်မယ်စာရွက်ပေါ်မှာလက်မှတ်ထိုးပြီးရုံးခန်းထဲကထွက်သွားတယ်မိုးရွာနေတယ်သူရိန်တားမလို့ပါပဲဒါပေမဲ့ငါသွားတောင်းပန်ရင်ရှုံးတာပေါ့ဆိုတဲ့မာနာကတားလိုက်တယ်တီရီဆန်လည်းလှေကားမှာရက်ပြီးသူလိုက်ခေါ်မလားမျောနေတယ်ဒါပေမဲ့10မိနစ်ကြာလဲဘယ်သူမှမလာဘူးတော်ပြီးသူ့မာနာပဲသူ့ဖတ်ထားဆိုပြီးမိုးထဲလျှောက်ဆင်းသွားတယ်တီရီဆန်ထွက်သွားပြီး3လကြာ
သူရိန် CEO ဖြစ်သွားပေမဲ့ကုမ္ပဏီကနေတိုင်းရှုံးပေါ်တယ်တီရီဆန်မရှိတော့ operation တွေရှုပ်ကုန်တယ်supplier တွေစက်တက်တွေကစတက်မှာ complaint တွေသူမနိုင်တော့ဘူးတီရီဆန်ကမန္တလေးပြန်ပြီးကိုပိုင်းစံမုံဟင်းကားဆိုင်ဖွင့်တယ်နာမည်ကြီးသွားတယ် franchise 9ဆိုင်တောင်ရသွားပြီ2024 ဇန်နဝါရီ YM Post Bank ကအကျွေးသိန်း1500တင်နေပြီ Investor ကငါပတ်စံပြန်ပေးမဟုတ်ရင်တရားစွဲမယ်တဲ့သူရိန်အရက်ဆိုင်ထိုင်ပြီးတောက်နေတုံသတင်းကြားတယ်စံမုံဟင်းကရန်ကုန်မှာဆိုင်ခွဲဖွင့်တော့မယ်တဲ့အရက်မူးမူးနဲ့မာနာတင်းတင်းနဲ့သူ post တစ်ခုတင်လိုက်တယ်ရန်ကုန်မှာကမုံဟင်းကားဆိုင်မရှိလို့လားနေကဆိုင်တွေလာဖွင့်ပြီးရန်ကုန်ဈေးကွက်ကိုဖျက်နေတာမူရင်းအရသာကိုပဲစားကြပါတကယ်တော့တီရီဆန်ကိုထိခိုက်စေခြင်းလို့တင်တာ post ကဘိုင်းရဖြစ်သွားတယ်လူတွေနှစ်ချမ်းကွဲသွားတယ်ရန်ကုန်သားတွေဗစနယ်သားတွေဒီပိတ်ဖြစ်ကုန်တယ်တီရီဆန်တွေ့တော့စိတ်နာသွားတယ်သူ့ဘက်ကလော်ယာနဲ့ YM Post ကငါရဲ့မုံဟင်းကားချက်နီးကိုခိုးတုံးထားတယ်ဆိုပြီးကောင်တာတရားစွဲလိုက်တယ်တကယ်တော့ချက်နီးကသူရိန်နဲ့တီရီဆန်နှစ်ယောက်အတူတူစမ်းသက်တီထွင်ထားတာပါဒါပေမဲ့မခံကျင်စိတ်နဲ့နှင်းကိုငါနိုင်ရမယ်ဆိုပြီးနှစ်ယောက်လုံးမမားတင်တာတွေမှကုန်ကြပြီတရားရုံးမှာမျက်နှာချင်းဆိုင်တွေ့ကြတဲ့ရှေ့နေတွေကတက်တည်ပြပါဘသူချက်နေလဲမေးတယ်သူရိန်တီရီဆန်ကိုကြည့်တယ်တီရီဆန်ပိန်သွားတယ်မျက်ကွင်းညုံနေတယ်သူ့ကြောင့်ဆိုတာသိတယ်တီရီဆန်လည်းသူရိန်ကိုကြည့်တယ်သူရိန်ရဲ့ကြောင့်မျက်နှာပြက်နေတယ်သူ့ကြောင့်ဆိုတာသိတယ်ဒါပေမဲ့နှစ်ယောက်လုံးနှုတ်ဆက်နေတယ်ငါစတောင်းမှန်ရင်ရှုံးတာပေါ်ဆိုတဲ့မာနကပါဇက်ကိုပိတ်ထားတော့တရားရင်ဆိုင်နေရင် YM Post ဒေဝါလီခံလိုက်ရတယ်သူရိန်အိမ်တောင်ပေါင်ရတယ်တီရီဆန်အမှုနိုင်သွားပေမဲ့မပြောဘူးသူ့ဆိုင်ခွဲဖွင့်ပွဲမှာသတင်းထောက်တွေဝိုင်းနေတုန်းတယောက်ကမေးတယ် YM Post ဒေဝါလီခံရတာဝမ်းသာလားတီရီဆန်မိုက်ကင်ပြီးငြိမ်နေတယ်ပြီးမှဖြေတယ်မဝမ်းသာပါဘူးဘာလို့လဲဆိုတော့အဲ့ဒီကုမ္ပဏီကကျမနဲ့သူကျမတို့နှစ်ယောက်ရဲ့အိမ်မက်မို့လို့ပါပြောပြီးစင်ပေါ်မှာပဲငိုချလိုက်တယ်2025တကြံကြနေသူရိန်မန္တလေးပြန်ရောက်နေပြီအဖေလက်ဖက်ရည်ဆိုင်မှာစပွဲထိုးလုပ်နေတယ်တီရီဆန်ရန်ကုန်ကနေမန္တလေးကိုကားမောင်းလာတယ်8နာရီကြာတယ်ဦးမြင့်မောင်ဆိုင်ရှိမှာကားရက်ပြီးဝင်လာတယ်သူရိန်လက်ဖက်ရည်ပကံကန်ရင်မော့ကြည့်တယ်တီရီဆန်မျက်ရည်နဲ့ပဲလက်ဖက်ရည်တစ်ခွက်တီရီဆန်ပါတယ်မုံဟင်းကားမရှိဘူးသူရိန်ခက်တီတီပြောတယ်ရတယ်နင်ဖြော်တဲ့လက်ဖက်ရည်တောက်ချင်လို့ဆိုင်ထဲမှာလူရှင်းသွားမှတီရီဆန်စကားစားတယ်သူရိန်ငါမှားသွားတယ်ငါမာနာကြောင့်နင့်ကိုဆုံးရှုံးရတယ်ကုမ္ပဏီကိုလည်းဆုံးရှုံးရတယ်မဟုတ်ဘူးငါကစမှားတာငါ CEO လိုချင်စိတ်နဲ့နင့်ကိုထားခဲ့မိတယ်နင်မရှိတော့ငါမှဘာမှမကြံတော့ဘူးနှစ်ယောက်သားစပွဲမှာငြိမ်နေကြတယ်တီရီဆန်အခုငါတို့ပြန်စားလို့ရသေးလားသူအကျွေးပဲကြံတယ်နင်ကအခုနာမည်ကြီးနေပြီငါနဲ့ဆိုနင်မနာမည်ပြတ်မယ်ငါဂယုမဆိုင်ဘူးငါ franchise ဆိုင်9ဆိုင်ရောက်ပြီးနင့်အကျွေးဆက်မယ်ပြီးရင်ငါတို့လမ်းဘေးမှာမုံဟင်းကားနဲ့လက်ဖက်ရည်ပြန်ရောင်းကြမယ်သူရိန်မျက်ရည်ကျလာတယ်သုံးနှလုံးလုံးမာနာထားခဲ့တဲ့သူကအခုကလေးလိုငိုနေပြီတီရီဆန်ငါနင့်ကိုချစ်တယ်အရင်ကတည်းကချစ်တယ်ဒါပေမဲ့ချစ်တယ်လို့ပြောလိုက်ရင်ရှုံးသွားမယ်ထင်ခဲ့တာငါလည်းနင့်ကိုချစ်တယ် sorry လို့ပြောလိုက်ရင်တိတ်ခါကြမယ်ထင်ခဲ့တာတကယ်တော့ချစ်တယ်နဲ့ sorry ဆိုတဲ့စကားနှစ်ခွန်းလေးကြောင့်ငါတို့3နှစ်နာခဲ့ရတာ2026ခုနှစ်လဲတန်းမှာမာနာတလန်အချစ်တလန်ဆိုတဲ့ဆိုင်လေးဖွင့်ထားတယ်မနက်ဆိုတီရီဆန်မုံဟင်းခါချက်တယ်သူရိန်လက်ဖက်ရည်ဖြော်တယ်မီနူးမှာရွေးစရာ2ခုပဲရှိတယ်ကာစတန်မာက2ခုလုံးစားမယ်ဆိုရင်တစ်ကောက်ပေးတယ်နယံမှာစားတစ်ကြောင်းရေးထားတယ်
မာနကတလန်းလှမ်းတိုင်းအချစ်ကတလန်းဆုပ်တယ်တောင်းပန်မှုကတလန်းလှမ်းတိုင်းအချစ်ကတလန်းတိုးတယ်